အနုမြူဘုံပောက်ကွဲမှုကိုတားဆီးဖို့လူတစ်ယောက်ဟာအိမ်မှာပဲခိုလုံခန်းတစ်ခုတိဆောက်လိုက်တဲ့အိမ်အောင်ဖက်နဲ့အတူအတွင်းဝင်ပြီးတာနဲ့သူတို့အိမ်ပြိုကျသွားတဲ့လူငယ်လေးကတကားကိုချက်ချင်းပိတ်ပြီးနှစ်35နှစ်တိုင်းကိုချိန်ထားလိုက်တယ်သူကသိပ္ပံပညာရှင်ဖြစ်ပြီးနှစ်35နှစ်ကြာရင်အနုမြူတက်ကင်းဆင်သွားမယ်လို့ယုံကြည်တယ်ဇနီးဖြစ်သူကြတော့စိတ်တက်ကြသွားတယ်သူမဟာဘဝကြံတဲ့အချိန်တွေကိုမြေအောက်မှာပဲကုန်ဆုံးရမယ်ထင်ခဲ့တယ်ကံကောင်းကျင်တော့လူငယ်လေးကစားနေရိတ်ခါနဲ့လိုအပ်တာတွေအားလုံးအပြည့်အစုံပြင်ဆင်ထားတယ်အစားအသောက်တွေလိုအပ်တဲ့ပစ္စည်းတွေအားလုံးရှိနေတဲ့ဆိုင်ငယ်လေးတစ်ခုတောင်တိစောက်ထားပြီးအယောင်ဆုံး TV တစ်လုံးလည်းတက်ဆင်ထားတဲ့နောက်ပိုင်းမှာဇနီးဖြစ်သူကတားလေးတစ်ယောက်မွေးဖွားပြီးအဲ့ရန်လို့နာမည်ပေးလိုက်တယ်ကလေးလေးဟာတဖြည်းဖြည်းကြီးလာတယ်အမေကသူ့ကိုကာပြသူနီလန်းတွေတင်ပေးတယ်အဖေကလည်းလက်ဝှေ့ထိုးနည်းတွေတင်ပေးတယ်မြေအောက်မှာပဲနေနေရပေမဲ့ဘဝကတော်တော်လေးပျော်စရာကောင်းနေတယ်အချိန်တွေကလင်းမြန်စွာကုန်လွန်သွားပြီးမိတစ်ချက်မိတ်အတွင်းမှာပဲနှစ်35နှစ်ပြည့်သွားတယ်အဲ့ရန်ရဲ့မွေးနေ့မှာအိမ်တော်စုနှစ်ယောက်ဟာအိုမင်းသွားပြီးတညမှာတော့ရုတ်တရက်အပြင်ကနေအတန်ကြေချလိုက်ရတယ်ဖြစ်ခဲ့တာကအချိန်ကာလပြည့်သွားပြီးခိုလုံခန်းတကားဟာအလိုလျောက်ပွင့်သွားတာပါသူတို့ဟာအယံဝမ်းသာပြီးပျော်ရွှင်စွာနဲ့ကပ်ပြဖို့စတင်ခဲ့တဲ့ဘေးကင်းဖို့အတွက်လူငယ်လေးကအရင်ဆုံးအပြင်ကိုထွက်ပြီးအခြေအနေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်အကာအကွယ်ဝတ်စုံကိုဝတ်ဆင်ပြီးမျက်နှာပြင်ပေါ်ကိုပြန်တက်သွားတယ်